ရှိသွားရင် Starbucks ကအမြဲအဲ့လို coffee တစ်ခွက်ဒါမှမဟုတ်ရင်မုံအဲ့တော့အမြဲဝယ်သွားတယ်ဘာလို့ဆိုရင်ရထားပေါ်မှာထိုင်ပြီးချင်းကြတော့လို့စားနေနေအပြင်လိုမျိုးငင်းကြည့်ရတာကြိုက်တော့ဒီကံလုံးကိုသွားတယ်အဲ KTX ရထားတခြားရထားတွေအများကြီးပုံတန်တယ်သူကကြတော့အကုန်လုံးအခုတော့ပြောတော့ဘူးပေါ့နော်အဲသွားတော့တော်တော်တန်တယ်မနေ့လုံးဝအစောကြီးပိုင်းရထားကိုလုပ်လိုက်တာ6နာရီတည်းနဲ့မနေ့6နာရီတော့9နာရီ到6နာရီလောက်ဒီအားကြောင့်နေတော့မထွက်သေးဘူးဒီလိုပဲအဲ့လိုထိုင်ကုန်မှာတော့စပွဲလေးတော့ပါတယ်ပေါ့နော်ဟိုအနက်အထွက်တဲ့အစားတောက်တွေတော့မယူသွားတာကောင်းတယ်ပေါ့ဘာလို့ဆိုရင်ထားပေါ်မှာသူကအနက်ရှိတဲ့စားတောက်တွေစားရင်လာပြောကြရပေါ့နော်အဲ့လိုပြီးတော့ပတ်ဝန်းကျင်မှာတောင်းနေအဲ့လိုမျိုးလေကွင်းနေလဲကြည့်လို့တော့ရတယ်ရောက်ချင်းကော်ဖီဝယ်တောက်ပြီးတော့ဒီမှာလည်းစားတောက်ဘာညာရှိတယ်ပေါ့နော်ဒီစားတောက်ဘာညာလဲစားရတယ်အဲ့ဒီဘယ်လိုပြောမလဲရထားဂိတ်တွေပိုင်းမှာရှိတဲ့စားတောက်တွေစားကြိုက်တယ်ဆိုပြီးတော့ taxi စီးပြီးချိန်ကြတော့check-in ကသူက12နာရီဆိုတော့12နာရီတော့ဖြစ်ကုန်3နာရီညနေ3နာရီမှာစားဆိုတကယ်ချင်းနဲ့ coffee time မှာသွားပြီးတော့မနေ့စားနေဆိုပြီးတော့ပေါ့နော် coffee time ကိုသွားကြတယ်ဒီချိန်ကျတော့ drive ကလည်းသူကဘေးတောင်ချိန်ကုန်ပြနေလို့နေရပြီးတော့ဖြစ်ချင်တော့သွားတဲ့အချိန်မှာတိုက်ဖုန်းရှိရဲဆိုပြီးတော့ line နေရတဲ့အရင်ကြီးနေတာလို့ပြင်နေကြည့်လိုက်ဆိုင်တယ်အဲ့ဒါလုံးဝဟိုတာတဲ့ထက်ကိုအရင်ကြီးနေချိန်ကျလုံးဝပြင်နေလို့စဉ်းစားတယ်ခြေကူးလုံးမြန်မှန်သိပေမဲ့ပင်လယ်သွားကြည့်မယ်ဆိုပြီးထွက်လာကြပါတော့ပြီးတော့ပင်လယ်နဲ့တပုံလေးပါညာရိုက်ပြီးတဲ့အချိန်ကျတော့အဲ့တော့မှအချိုကြီးပါညာတောက်လို့ရအချိုကြီးလေးပါလေးတောက်ပြီးတော့ပြန်လာခဲ့ကြရေကတော့အဲ့ဒီဟိုတယ်ရှိမှရှိတဲ့ကံမှာပဲအဲ့မှာပဲကူဖြစ်တယ်ပေါ့နော်Mariana Basin ဟိုတယ်ပုံစံမျိုးစောက်တာပေါ့နော်ဒီဟိုတယ်ကကျတော့ replica လေးပေါ့ညနေကျတော့ချိုကဲကိုကြီးကိုမှတော့မွေးလိပြီပေါ့နော်unlimited ဘယ်လိုပြောမလဲဘူဖေသွားစားလို့ရရင်ညာပေါ့နော်အဲ့မှာသွားစားပြတယ်မိုးရွာနေရနဲ့တကယ်ချင်းနေနဲ့ဟိုတယ်ထဲမှာဝင်ပြီးအောက်ဖက်မှာသွားဆော့တဲ့နေရာရှိရပါတော့အဲဒီမှာကားမောင်းတဲ့ခိန်းတို့ဟွာလုတ်တဲ့ခိန်းတို့ဆိုတော့ဆော့ပြီးတော့လို့နေကြရဘာပေါ့နော်ဘာမှသွားထိုင်ပြီးတော့အပြင်ဘက်ကမိုးရွာနေအောင်ချီပြီးတော့ချီကြရပါတော့
နောက်ရောက်တော့ရာသီဥတုကလည်းကောင်းတဲ့ချိန်ကြတော့ကော်ဖီဆိုင်မှာတော့ထိုင်နေပေါ့နော်ပြီးရင်ကော်ဖီဆိုင်ပြီးနောက်မှာရှိတဲ့ကျန်းပုံဆိုင်ကျန်းပုံဆိုင်မှာဝင်စားတယ်ဒါပြီးအိမ်မှာပင်လယ်စားပေါ့နော်ဒီဆိုင်မှာပင်လယ်စားဘာညာလေးမှာလေးလာပင်လယ်စားဘာညာလေးမှာစားဖြစ်တယ်ပေါ့ရေကူးကံမှာဘောနော်အရှင်မပေးထားရေကူးကံမှာတကယ်ကြီးနေရေကူးပြီးတော့ပင်လယ်မှာလည်းရေသွားကူးဖြစ်တယ်ပေါ့ပြီးတော့ဟိုတယ်ကလာရင်ဟိုတယ်မှာတပုံပါညာရမ်းတယ်ပြီးတော့ညနေဘက်ပြန်ဖို့ပြင်ထားပေါ့နော်ညနေဘက်တော့အမှမီရှူပန်းဖောက်တာကိုပင်လယ်ကမ်းခြေမှာထိုင်ပြီးတော့အမှဖြောင်းနေကြောင်ပေါ့24နိုင်ဆိုင်နေမှာရှိတဲ့မုံတွေပဲဝယ်ပြီးမှထိုင်စားဖြစ်ကြတယ်နော်ဟုတ်ဆိုလိုက်စားပြီးတော့မီရှူပန်းဖောက်တာကိုကြည့်ကျေးဇူးတင်ပါတယ်